ထောင်ထဲမှာနှစ်ကြာအကျဉ်းချခံပြီးနောက်မိုက်ခါလာကြုံမဲ့သူတယောက်မှမရှိဘဲထောင်ကနေထွက်လာခဲ့ပါတယ်ထူးဆန်းစွာနဲ့ပဲသူဟာတန်းကြွယ်သူထေးတူဖြစ်တော့မှမို့ပျော်ရွှင်ခုန်ပေါက်နေခဲ့တယ်အဖမ်းမခံရခင်မှာမိုက်ခါဒေါ်လာတန်း200တန်မိုးရှိတဲ့စိန်တလုံးကိုခိုးယူခဲ့တယ်သူအဲ့ဒီစိန်ကိုရလိုက်တဲ့အချိန်မှာပဲရဲတွေရောက်လာခဲ့တယ်ထိတ်လန့်တကြားနဲ့လမ်းတစ်ဖက်ကစောက်လုပ်ရေးလုပ်ငန်းခွင်ထဲကိုဝင်ရောက်ပြီးစိန်ကိုဖွက်ထားခဲ့တယ်အဖမ်းခံရပြီးနောက်ပိုက်ပေါ်မှာမှတ်ထားတဲ့လိပ်စာကိုအသေးအတန်အလွတ်ကျက်ထားခဲ့တယ်တတိယထက်မြောက်ဘက်ချမ်းသူ့ရဲ့အစီအစဉ်ကရိုးရှင်းပါတယ်ထောင်ကထွက်တာနဲ့ပြန်ယူဖို့ပဲဒါပေမဲ့နှစ်ကြာပြီးနောက်အဲ့ဒီစောက်လုပ်ရေးလုပ်ငန်းခွင်ဟာရဲစခန်းဖြစ်ပြောင်းလဲသွားခဲ့ပြီးအထဲကိုဝင်ဖို့အတွက်ကီးကပ်လိုအပ်နေခဲ့တယ်မိုက်ခါဒေါသထွက်ပြီးစစ်ပြက်လက်ပြက်နဲ့ခြေဆောက်နေမိတယ်နောက်ပါဆက်လို့ရမလဲစဉ်းစားနေတော့အစားတောက်ဖို့သူတယောက်ကိုတွေ့လိုက်ရပြီးအဲ့ဒီသူလိုဟန်ဆောင်ကခိုးဝင်ဖို့စူးစမ်းခဲ့တယ်ဒါပေမဲ့လုံခြုံရေးဆောင်ကသူ့ကိုတားဆီးလိုက်ပြီးအဆောက်အုံထဲကိုလူနှစ်မျိုးရဲ့ဝင်ခွင့်ရှိကြောင်းပြောလိုက်ပါတယ်ရင်ထိုးတစိတ်ဝစ်စင်သူတွေဒါမှမဟုတ်လက်ထိတ်ဝစ်စင်သူတွေပဲဖြစ်ပါတယ်မိုက်ခါလက်ထိတ်ကိုထပ်ဝတ်ဖို့လုံးဝမလိုချင်တာကြောင့်သူ့ဦးလေးကိုရဲရင်ထိုးတစိတ်အတူတစ်ခုလောက်ခိုင်းပြီးစခန်းထဲကိုတက်တက်ရှောက်ဝင်သွားခဲ့တယ်သူစိန်ကိုဖွက်ထားခဲ့တဲ့တရားထက်ကိုရောက်အောင်သွားခဲ့တယ်ဒါပေမဲ့သူလှုပ်ရှားဖို့ပြင်ဆင်နေတော့မှပဲအမျိုးသားတဦးကအခန်းထဲကိုရုတ်တရက်ဝင်လာခဲ့တယ်မိုက်ခါရဲတဦးလို့ထင်ပြီးသူ့ကိုဗီဇတိုင်းကန်ချလိုက်တာမြေပေါ်လဲကျသွားခဲ့တယ်ရဲအစ်စ်တွေရောက်လာတဲ့အခါအဲ့ဒီလူဟာတကယ်တော့ရာဇဝတ်သားတဦးဖြစ်နေတာကိုတွေ့လိုက်ရတယ်မိုက်ခါလင်းမြန်စွာပဲသူကလေဝင်လေထွက်ပြုံတွေကနေထွက်ပြေးဖို့စ조사နေတဲ့တန်တရားရှိသူကိုတားဆီးဖို့ဝင်ရောက်ခဲ့တာလို့ပြောလိုက်ပါတယ်ကပ်ပတ်ရင်ဟာဆက်ရှုပ်ထွေးသွားပြီးသူဘသူလဲလို့မေးခဲ့တယ်မိုက်ကသူဟာအစ်စ်ပြောင်းလာသူဖြစ်ကြောင်းပြောပြီးသူ့ရဲ့ရင်ထိုးတစိမ့်နဲ့ပြည့်စုံနီးပါးရှိတဲ့ကိုရေးရာဇဝင်ကိုပြသလိုက်ပါတယ်ကပ်ပတ်ရင်ကသူဟာတကယ်ကိုထူးချွန်တဲ့သူတဦးကိုရရှိပြီလို့ထင်ပြီးခက်ခဲတဲ့အမှုတစ်ခုကိုလှုပ်ဆောင်ဖို့စုံထောက်အေရန်နဲ့တွဲဖက်ပေးခဲ့တယ်မကြာခင်မှာပဲမိုက်ခါသူတို့ကိုထပ်မံအထင်ကြီးစေခဲ့ပြန်တယ်တန်ကြားသူကသူခိုးတဦးဟာပြတင်းပေါက်ကနေဖောက်ထွင်းဝင်ရောက်ပြီးဈေးကြီးတဲ့တမ်မနီဘီကိုများကိုခိုးယူသွားတယ်လို့ပြောခဲ့ပေမဲ့မိုက်ခါတစ်ချက်ကြည့်ုံနဲ့တစ်ခုခုမတင်ကားစရာရှိနေတာကိုသိလိုက်ရတယ်သူကသူတာခိုးသူဆိုရင်မိုးပေါ်ပြတင်းပေါက်ကနေဝင်ပြီးနှုတ်စော်တန်စနစ်ကိုပိတ်ပစ်မယ်လို့ရှင်းပြခဲ့ပါတယ်ပြတင်းပေါက်ကိုဖျက်ဆီးဖို့မလိုအပ်ဘူးအဲ့ဒီလေးလံတဲ့ဘီကွတ်တွေပြပါတဲ့ကားတစ်စီးကိုတင်ဖို့အချိန်အရန်ကြာလိမ့်မယ်ပြီးတော့သူတို့ကတန်မိုးရှိတာမျိုးတော့မဟုတ်ဘူးလို့ထောက်ပြခဲ့တယ်ရှင်းပြချက်တစ်ခုတည်းသာရှိပါတယ်ပိုင်ရှင်ကအခြေအနေတစ်ခုလုံးကိုကိုယ်တိုင်ဖန်တီးထားတာပါမိုက်ကပိုင်ရှင်ရဲ့ထက်ကားကိုဖွင့်လိုက်တဲ့အခါသူ့ရဲ့ theory မှန်ကန်ကြောင်းသက်သေပြခဲ့ပါတယ်ပျောက်ဆုံးနေတဲ့ဘီကွတ်တွေကအဲ့ဒီနေရာမှာပဲရှိနေခဲ့ပါတယ်ဒီလိုနဲ့မိုက်ခါအမှုကိုဖော်ထုတ်လိုက်ပါတယ်နောက်ရက်တွေမှာလည်းအောင်မြင်မှုတွေတစ်ခုပြီးတစ်ခုရရှိလာခဲ့ပါတယ်ကပ်ပရင်ကသူ့ကိုယာရုတိုးပေးဖို့တောင်အသင့်ဖြစ်နေခဲ့ပါတယ်ဒါပေမဲ့မိုက်ကအဲ့ဒါကိုစိတ်မဝင်စားခဲ့ပါဘူးသူကစိန်ကိုရှာဖွေဖို့အတွက်ရဲအဖြစ်ဟန်ဆောင်ခဲ့တာပါဒီနေ့မှာဘသူမှမကြည့်နေတဲ့အချိန်မှာသူဟာလေဝင်လေထွက်ပြုံတွေရဲ့ကိုတွားသွားပြီးရှာဖွေခဲ့တယ်တတိတ်ကိုတော့တွေ့ရမဲ့စိန်ကိုမတွေ့ခဲ့ဘူးအရင်ကရေယိုစိတ်မှုတစ်ခုရှိခဲ့တာကြောင့်စိန်ဟာရေနဲ့အတူမျောပါသွားခဲ့တာဖြစ်နိုင်ပါတယ်ဒါကြောင့်မိုက်ခါနေရာတစ်ခုကိုပြောင်းပြီးအိတ်ဇောဘန်ကတစ်ခုကိုဖွင့်လိုက်တယ်မှန်ကိုအသုံးပြုပြီးနောက်ဆုံးမှာအုတ်ချုပ်ရေးရုံခန်းအပေါ်ဘက်နေရာတစ်ခုမှာစိန်ကိုတွေ့လိုက်ရတယ်စုံစမ်းစစ်ဆေးမှုတစ်ခုကိုအကြောင်းပြချက်ဖြစ်အသုံးပြုပြီးတန်တရားမှဖြစ်စေပဲရုံခန်းထဲကိုဝင်သွားခဲ့ကအိတ်ဇောဘန်ကာကိုဖွင့်ပြီးစမ်းသက်ကြည့်ရနောက်ဆုံးမှာသူဆွဲလန်းနေတဲ့စိန်ကိုလက်ထဲရရှိခဲ့ပါတယ်ဒါပေမဲ့သူဖမ်းဆုပ်လိုက်တဲ့အချိန်မှာပဲခြေတံတွေချင်းကပ်လာတာကိုသူကြားလိုက်ရပါတယ်